Premier League မှာအချိန်တိုအတွင်း Middlesbrough အဆင့်ကနေဥရောပထိပ်တန်းအသင်းတွေမျက်စိကြားရတဲ့ကျယ်ပွင့်တစ်ယောက်ဖြစ်လာဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမဲ့အခု Aston Villa ရဲ့ Morgan Rogers ကတော့အဲ့ဒီအရာကိုလက်တွေ့ပြသနေပါပြီ။လက်ရှိမှာတော့သူ့ကိုခေါ်ယူဖို့အတွက်ဥရောပရဲ့ထိပ်သီးကလပ်တွေဖြစ်တဲ့ Manchester United, Arsenal နဲ့ Chelsea တို့ကအပြိုင်ဆိုင်စောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့ဝေဖန်သုံးသပ်သူတွေရဲ့အမြင်မှာတော့သူနဲ့အသင်းတော်ဆုံးအသင်းက Arsenal ပါပဲ။ Arsenal ရဲ့တောင်ပံမှာသူဟာချက်ချင်းနေရာရနိုင်တဲ့အရေးချင်းရှိလို့ပါ။ခင်ဗျားတို့ရောသူ့ကိုဘယ်အသင်းမှာမြင်ကျင်လဲ။ကွန်မန့်မှာဆွေးနွေးပေးပါဦး